ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Fly City Media ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီကနေ့မှာတော့ပရိသတ်တွေကိုတင်ဆက်ပေးသွားမှာလေးကတော့ကိုနှစ်ငယ်တဲ့ဒဗီကာလေးနဲ့မတွဲခင်လက်ထပ်ဖို့တယူရဲကတွဲဖို့ရဤစားဟောင်းရှိခဲ့ဘူးသူတာအကြောင်းကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ပရိသတ်တို့ရဲ့တာချန်ဒဗစ်ကတော့အသက်38နှစ်အရွယ်ရှိနေပြီဖြစ်ပြီးသူ့ထက်9နှစ်ငယ်တဲ့မင်းသမီးချော်လေးမိုက်ဒဗစ်ကာကိုချစ်သူတော်ထားတဲ့သူပါအသက်ရွယ်ကွာခြားလွန်လာတဲ့ဆုံတွဲလေးကတော့တွဲတာလေးနဲ့ရှိနေပြီဖြစ်ပြီးဦးနဲ့ခေပုံစံလေးဖြစ်နေတာကြောင့်ပရိသတ်တွေအားကြတဲ့အတွဲလေးပဲဖြစ်ပြီးတာကလည်းဒဗီကာလေးကိုဖူးဖူးမှုတ်ထားမတက်ကိုချစ်ပေးခဲ့တာဖြစ်ပါတယ်နောက်ဆုံးအချက်နဲ့ချစ်ရတဲ့ဒဗီကာလေးကိုမတွဲခင်အချိန်တုန်းကတားမှာလက်ထပ်ဖို့တည်ရထားဖို့တဲ့ဤစားဟောင်းရှိဖို့ရဲဆိုတာကိုပရိသတ်တချို့ကအမသိလောက်ကြပါဘူးရှင်တားဤစားဟောင်းကလည်းတရုတ်ဆောင်မင်းသမီးတယောက်ပါပဲသူအသက်20ကျော်အရွယ်တုန်းကတာဟာမင်းသမီး Big Batarasara နဲ့တွဲခဲ့ပူပါတယ်။အသက်20ကျော်အရွယ်မှာချစ်ခဲ့တဲ့ချစ်သူဖြစ်တာကြောင့်တော်တော်ကိုချစ်ကျွမ်းဝင်ခဲ့ကြပြီးတာရဲ့ဘက်ကနေလည်းလက်ထပ်ဖို့တည်ရွယ်ကအတီတကျတွဲခဲ့တာဖြစ်ပါတယ်။ Big နဲ့9နှစ်ကျော်လောက်တွဲခဲ့ပြီးအခြေအနေနဲ့ပတ်သက်လို့ဘာမှဖုံးကွယ်ထားခြင်းမရှိဘဲပေါ်ပေါ်ထထင်းကိုအချစ်ကြီးခဲ့ကြတာပါ။ချုံငိမ့်တဲ့အခိုက်တန်တိုင်းကိုလည်းပရိသတ်တွေကိုပြောပြလေးရှိတာဖြစ်ပြီးနှစ်ဦးသားကရွှေလက်တွဲဖြစ်ကြမယ်လို့တောင်ယုံကြည်ခဲ့ကြတာပါဒါပေမဲ့လည်းပြီးခက်ကနေပြီးတော့တာကိုလမ်းခွဲသွားတာကြောင့်တာဘက်ကတော်တော်ကိုအသေးကွဲခဲ့ရပြီးမီဒီယာရှိမှကိုမျက်ရည်ကျရတဲ့အထိပါပဲအသေးကွဲတဲ့ယောဂကြောင့်အချိန်တစ်ခုကြာအောင်တကူတော်ရွက်လွတ်နေခဲ့တဲ့တာဟာဒဗီကာလေးနဲ့တွေ့ဆုံခဲ့တဲ့အချိန်မှာတော့အချစ်တွေတဖန်ပြန်လဲမွေးဖွားလာခဲ့ပါတယ်တာအတွက်တော့မိုက်ဒဗီကာလေးဟာနောက်ဆုံးချစ်ရတဲ့ချစ်သူပါအသက်9နှစ်လောက်ငယ်တဲ့ဒဗီကာကိုသူမတူတဲ့ချစ်ချင်းမျိုးနဲ့နှစ်ကချစ်ပေးပြီးနားလည်မှုအပြည့်နဲ့ရှေ့ဆက်နေတာကြောင့်မကြခင်လက်ထပ်ကြဖို့ကိုမျှော်လင့်ကြရပါတယ်ဒဗီကာကတော့အမှုပညာလုပ်တွေကိုလောက်ကန်ချင်သေးတာကြောင့်လက်ထပ်ဖို့တော့လိုအောင်မဲ့အကြောင်းပြောထားပေမဲ့အချစ်စစ်နဲ့ချစ်ကြတဲ့ဆုံတွေရဲ့မင်္ဂလာနေ့မြတ်ကတော့ရောက်ရှိလို့လာအောင်မှာဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ရှင်ဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာလေးကတော့ remake ပြင်ရိုက်ဖို့ USA ကလာရောက်ကမ်းလှမ်းခြင်းခံရတဲ့ Extraordinary Attorney Woo ဆိုတဲ့သတင်းလေးပဲဖြစ်ပါတယ်။လက်တလောထုတ်လင်းပြသနေတဲ့ Extraordinary Attorney Woo ဇာတ်ကားဟာပြသတာမကြသေးပေမဲ့အပတ်တိုင်း record တွေကိုချိုးနေပါတယ်။ဇူလိုင်23ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့ episode 5ဟာဆိုရင်လည်း rating 9.1 ထိအောင်ရရှိခဲ့ပြီးတနေ့တည်းလွှင့်တဲ့ကားရီထဲမှာကြည့်ရှုသူအများဆုံးပါ။စကားတွေမကပါဘူးတရုတ်ဆောင်တွေဖြစ်ကြတဲ့ Park On-bin, Kang Tae-oh နဲ့ Kang Ki-young တို့ဟာ popular ဖြစ်ဆုံးနှုပညာရှင်စင်းထဲမှာနှစ်ပတ်စတိုက်ထိပ်ဆုံးကိုရောက်ရှိနေပါတယ်။ဒါအပြင် Netflix ရဲ့လူကြည့်အများဆုံး TV show စင်းမှာကြည့်ရှုချိန်နာရီပေါင်း 23.95 သန်းနဲ့နံပါတ်1နေရာကိုရရှိနေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဒီဇာတ်ကားကို Netflix ကဘာသာစကားပေါင်း32မျိုးနဲ့ထုတ်လွှင့်ပြသနေရတာဖြစ်ပြီးအနောက်ဥရောပနိုင်ငံတွေကပါစိတ်ဝင်စားနဲ့ကြည့်ရှုနေတဲ့ကားလေးပဲဖြစ်ပါတယ်။ဒီဇလန်လေးဟာ IQ မြင့် autism မလေးဟာလူတွေရဲ့အထင်သေးအနိုင်ကျင့်မှုကိုဘလို့ကြင့်ကြံ့ခံပြီးကြီးပြင်းလာခဲ့တယ်လဲရှင်းနေဖြစ်လာတဲ့အခါမှာရောဘလို့သူမတူတဲ့စွမ်းရည်တွေနဲ့အမှုလိုက်မလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ autism တွေရဲ့ဘဝကိုလူတွေဖေးမကူညီတတ်အောင်သူတို့ရဲ့စွမ်းရည်တွေကိုမြင့်တက်အောင်ပညာပေးရိုက်ကူးထားတာမို့ဒီဇက်ကားကအရန်အောင်မြင်သွားပါတယ်။စက်အင်ကနာမည်ကြီး webtoon ကိုမြင်ရိုက်ထားတာဖြစ်ပြီးရှင်းနေမလေးနေရာမှာတရုတ်ဆောင်ထားတဲ့မင်းသမီးလေး Park On-bin ကလည်းအပိုလိုမရှိတရုတ်ဆောင်ထားတာကြောင့်လည်းပါပါတယ်။ဇက်ကားကိုဒီကနေ့ဇူလိုင်လ14ရက်နေ့မှာတော့ United States က remake အဖြစ်ပြန်လည်ရိုက်ကူးနိုင်ဖို့အတွက်ကမ်းလှမ်းလိုက်ပါပြီး United States ဟာ public ကိုထုတ်လုပ်ဖို့အတွက် high class show တွေကိုရှာဖွေနေတာပါ။ဟိုနှစ်တုန်းကလည်း Good Doctor ကိုအခြေခံပြီးရိုက်ကူးပြသခဲ့ပါသေးတယ်။ဒီကားကိုလည်းအခု remake ရိုက်ဖို့အတွက်အညွှန်းနေကြည့်ရှုနေပါတယ်။ Netflix Top 1 Drama ကဆက်လက်ပြီးဘလို့စံချိန်တွေချိုးသားမလဲဆိုတာကိုစိတ်ဝင်စားစရာကြည့်ရှုရမှာဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ရပါတယ်။ဟုတ်ကဲ့ပါကျမတို့ရဲ့တင်ဆက်ပေးမှုစီစဉ်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်။နောက်တော့စမီချာရဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထွေးပဲတင်ရှိလိုက်ရပါတယ်။